ချစ်သူနဲ့မုန်းသူဆိုရင်လေနှစ်ယောက်လုံးကိုဘယ်သူမှမမေ့ဘူးမုန်းတဲ့လူလည်းမမေ့ဘူးမုန်းကားချစ်ဘူးတယ်မှာအေးမုန်းဆွဲလေအေးအဲ့ဒါသူကမမေ့ဘူးမုန်းတဲ့လူကထမင်းစားရင်လည်းအမုန်းတဲ့လူအကြောင်းပဲငယ်ချင်းတဲ့စကားပြောရင်မုန်းတဲ့လူအကြောင်းပဲစီဝေးလို့လည်းမုန်းတဲ့လူအကြောင်းပဲမုန်းစားမုန်းတဲ့လူအကြောင်းပဲစားဖိုင်းလည်းမုန်းတဲ့လူအကြောင်းပဲအဲ့ဒါလည်း feeling တစ်မျိုးပဲ feeling ခံစားမှုမျိုးပဲအမှန်ကတော့လေပျော်ရွှင်မှုနဲ့ပတ်သက်ရင်လူတွေကပျော်ရွှင်မှုကိုလူသားတွေပျော်ရွှင်မှုကိုဖန်တီးတတ်တယ်ဒါပေမဲ့ပျော်ရွှင်မှုကိုဆက်လက်ထိန်းထားတဲ့ retention happen အဲ့နေရာမှာလူသားတွေမကောင်းဟင်းချက်တယ်လေဟင်းချက်ပြီးတော့ဟင်းတစ်ခွက်ရရင်ဒီကိုစိတ်တိုင်းကြအဟင်းကိုချက်နိုင်စိတ်ပျော်ရွှင်တယ် happiness ဖြစ်တယ်နောက်နေ့အဟင်းစံစားခြင်း people don't know how to retain that happiness ဒါမဲ့စိုးရိမ်စရာဆိုရင်တော့နောက်နေ့ပြောစရာမလိုသူဆက်လက်ပြောဆိုရင် anxiety လူတွေကဆက်လက်ပြီးတော့ retain လုပ်ထားနိုင်